ဝမှာဘယ်နာလေးမှာပဲနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့အစဉ်ပြေမှုမပြေမှုတွေဟာတွေ့ရမယ်အဲ့ဒါလိုတွေ့လာပြီဆိုလို့ရှိရင်ဒါဟာငါကြောင့်ဒါဟာသူ့ကြောင့်လို့သိပြီးတော့အစွဲကြီးမထားပါနဲ့တဲ့ဘဝဆိုတာဖြစ်နေတဲ့အတွက်ကြောင့်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရတာတကယ်လို့ဘဝဖြစ်မနေဘူးဆိုလို့ရှိရင်ဆင်းရဲခြင်းချမ်းသာခြင်းဟာဘယ်လိုလုပ်ပြီးတော့တွေ့ရမှာတော့တဲ့အဲ့တော့ဘာပြောချင်တာတော့မြတ်စွာဘုရားကအစဉ်ပြေတာတွေပဲဖြစ်ဖြစ်အစဉ်မပြေတာတွေပဲဖြစ်ဖြစ်ဒါဟာဘဝပေါ်မှာအမိပြုပြီးတော့ဖြစ်နေတာဘဝလာဖြစ်မနေဘူးဆိုရင်အစဉ်ပြေတာလည်းတွေ့တဲ့အကြောင်းမရှိဘူးအစဉ်မပြေတာလည်းတွေ့စရာအကြောင်းမရှိဘူးလို့ပြောချင်တာအထူးသဖြင့်ဘုန်းတို့စိတ်တိုင်းမကြားတဲ့အကိစ္စတွေဆင်းရဲဒုက္ခတွေတွေ့လာပြီးကြုံလာပြီးဆိုလို့ရှိရင်ဒီဒေသနာလေးကိုတွေးမိတဲ့နေပေါ့နော်တကယ်အဓိကကြတဲ့